ဟ
တော်ရတာလိုင်းဝင်ခြင်းလေးကူးသွားတာဒီကလိုင်းဝင်ခြင်းပြီးသွားပြန်တော့ဒီကဘယ်လိုလဲလိုင်းဝင်ခြင်းနဲ့ရှင်းနေရောပဲနောက်တစ်မျိုးလာမှာအဲ့လိုပြောလေညလေးဒီဥဆိုင်တော့ကြားလေးတော့ကအားပေးပါဦးဗျာအားပေးပါတော်ရတာဒါတိုင်းဝင်ခြင်းလိုက်ဝင်ခြင်းလေးပြီးတော့ပြန်တော့ဒုတိယဦးမှာဘာသာလူရလားမသိဘူးဟဲ့အာလူမင်းကြောက်နေတာလားအော်အရေးနဲ့မကြောက်ဘူးဒါပြောတယ်ဘူးကသုံးလုံးရတယ်ဘာမှမကြောက်နဲ့ကြားလားတေးပါဟာဘယ်ပါစကားပြောလိုက်တာလဲကွာဟာပြန်ပြီးအားပေးပါဦးဗျာဆောရတာဟုတ်ပါဘာသာလဲသားကပြီးပြီမလို့ဟာမင်းစမကူသွားတာကြည်သားမမလိုက်ကိုချင်းလို့ဟုတ်မဲ့မင်းအကိုဘူးဒီလို့တစ်ယောက်ကိုနှစ်မျိုးစီကူသွားတယ်မင်းကတစ်မျိုးတည်းကူပြီးတော့သားကပြီးပြီမှလို့ဘယ်တော့မှတစ်ခါလဲပြီးဘူးလဲပြီးဘူးလားဟမ်မင်းစီကပြေပြိုးကိုမေးလိုက်တယ်တစ်ခါလဲနဲ့ပြီးလားတော်ပြောရဲ့တခါလည်းပြီးလားဘယ်ပြီးမလဲလက်လက်မလောက်ရှိတဲ့ထောက်ထားကြီးနဲ့ဘယ်တော်တော်တော်အားလုံးတိုက်ကြတာတော့ကဘယ်လည်းမပြောတော့ဘူးပေါ့ဟာတော့အခုအောင်မှာပေါ့မလောက်ပါနဲ့ဘာကမလောက်ပါနဲ့မုံရင်ကစားမလားအောင်တော့ဖောက်ဆွဲစားမလားစားလို့ရတွေ့ရတော့ဘာသာလဲလေးချေဝါကားတော့မဖျက်ရဘူးပတ်ပါလေးစေဒီကကူလက်ကနည်းနည်းဆုပ်လက်ကဘောလီတွေကတစ်ဒီတော့ပါဦးဟာဒီကပလီလေးကိုတရားရုပ်တာမတော်လို့ဖာတီးကျိုးတော့ဘယ်လိုလုပ်လဲနေဘာလို့လာပေးတာတော့မလာနဲ့ပြန်ဖို့အာယူအာတလူရေဒီမှာဘေးစုလာလို့အာလူကိုပြောတာလားခဏလေးကိုဖြစ်နေတာသမီးရဲ့အသေးနှလုံးအာလူအတွက်အမေဘုရားနာကြမှာပါလားမသိအာလူမသိလာလို့နော်လာမယ်